တော်တော်များများကြုံမှုလိမ့်မယ်ဘယ်လိုလဲဆိုတော့ဒီအဖြစ်အပျက်ကဘာမှတိတ်မထူးဆန်းဘူးဒါပေမဲ့ခံစားချက်နဲ့ပျော်ရွှင်မှုကကြတော့ထူးဆန်းပြီးတော့ထူးကြသွားတဲ့အတွေ့အကြုံဖြစ်ပျက်မျိုးပေါ့လေအဲ့လိုမျိုးပေါ့ဥပမာဆိုရင်ကျွန်တော်တို့ဒီဆောင်းတွေဝင်လာတဲ့အချိန်မှာဆောင်းတွေကိုပထမဆုံးခံစားမိတာမျိုးတဲ့မှာဟိုပေါင်းမီအိတ်ကတ်ထဲမှာအဆန်အကြံကိုရှာတွေ့သွားတာမျိုးပေါ့လေအဲ့လိုမျိုးအဖြစ်အပျက်ကဘာမှမထူးဆန်းဘူးဒါပေမဲ့ခံစားချက်ကကြတော့ထူးပြီးတော့ပျော်သွားတဲ့ခံစားချက်မျိုးပေါ့လေအဲ့ဒါ Facebook မှာလည်း post ခုတင်ထားတွေ့ဘူးသေးတယ်အဲ့လိုခံစားချက်တွေစုထားပြီးတော့တယောက်တင်ထားအဲ့ post ဆောင်ရင်ကဖတ်ဖို့သေးတယ်ဆိုတော့ဒါအဲ့လိုနေရာလေးတစ်ခုကျွန်တော်ခေါ်သွားမှာအဲ့လိုခံစားချက်လေးရတဲ့ဟာပေါ့လေဆိုတော့လိုက်ကြည့်စေချင်တယ်ကျွန်တော်အဲ့ကိုသွားနေတာကျွန်တော်အဲ့ကိုတော့သွားနေပြီဆိုတော့ဈေးတွေကနေဖြတ်သွားရတာဒီ market ကိုလည်းနောက်ကျရင်ကျွန်တော်ရိုက်ပြအောင်မယ်ဒီ market အကြောင်းလေးခုတော့ချက်ထားခဲ့ကိုသွားနေပြီလက်မှတ်ဝယ်မယ်ဒီမှာလက်မှတ်လက်မှတ်ရပြီတမတ်တိုင်းပဲစီးရမှာရှင်းတာဆိုရောက်ပြီအဲ့နေအောင်ကဲအဲ့ဆိုဆက်လိုက်ခဲ့ပေါ့ကူတာပေါ့ရထားတော့မလာသေးဘူးစောက်အောင်မယ်ပြောရင်းဆိုရင်လည်းရထားလာနေပြီဟိုမှာမိုင်းဆိုတော့လူတိတ်မများဘူးဘယ်မှာနေရရတိတ်မကြောက်ခဏနေဆိုရင်ကျွန်တော်ရောမဲ့နေအောင်ရောက်တော့မယ်ရောက်ကန်နေရလေကျွန်တော်3 2 1တိုင်ပင်ခေါ်ပေးမယ်နော်ဒီကင်မရာကိုခဏမှောင်လိုက်မယ်ကဲရောက်တော့မယ်ကျွန်တော်ကင်မရာကိုခဏမှောင်လိုက်တော့မယ်ကင်မရာကိုပိတ်ထားလိုက်တော့မယ်โอเค3 2 1 ရထားပေါ်ဆင်းလိုက်ပြီးနေရာလေးကတော့ဒီမြေပေါ်ကနေပြီးတော့ရထားဖြတ်သွားတဲ့နေရာလေးပေါ့လေဗီဒီယိုထဲမှာတော့ကျွန်တော်ပထမဗီဒီယိုစတော့ပြောထားတဲ့ခံစားချက်ကိုအပြည့်အဝရရလားတော့မသိဘူးဒါပေမဲ့အပြင်မှာတော့ဒီမြေရထားပေါ့မြေပေါ်ကနေဖြတ်သွားတယ်ဆိုတဲ့ခံစားချက်ကအဲ့လို feeling straight ထူးဆန်းပြီးပျော်ဖို့ကောင်းတယ်ဗျာသိလားတတိထားပြီးတော့ခံစားကြည့်လို့ရှင်ဗီဒီယိုထဲမှာတော့အပြည့်ရမလားတော့မပြောတတ်ဘူးဒါပေမဲ့အခုကျွန်တော်အပြန်တစ်ခေါက်လဲစီးရအောင်ပါဆိုတော့ပြန်ကြရင်လည်းအဲ့ဗီဒီယိုအပြန်ကနေပြန်ဖြတ်တဲ့အခါမှာလည်းအဲ့ဟာလေးကိုကျွန်တော်ဗီဒီယိုအဆုံးလေးမှာထည့်ပေးလိုက်မယ်ပြန်ပြီးတော့ဒေတာလေးခံစားလို့ရအောင်ပေါ့လေဒီနေရာလေးကိုခေါ်ခဲ့တာဒီနေ့တော့ဒီလောက်ပါပဲ